တင်မားလေးတွေလုံးလုံးဝန်းဝန်းနဲ့ချစ်ချစ်လေးလေးဖြစ်ချင်တဲ့ main ကလေးတွေအတွက်ဒီဗီဒီယိုထဲမှာတင်မားလေးချင်းကန်တွေကိုလုပ်ပြပေးသွားမှာဖြစ်ပါတယ်။တင်မားလေးတွေလုံးလုံးဝန်းဝန်းဖြစ်ဖို့ဆိုတာကအလေးရဲ့ resistant band တွေကမရှိမဖြစ်လိုအပ်ပါတယ်။ဒါပေမဲ့ကို့မှာအလေးတွေ resistant band တွေမရှိဘူးဆိုရင်တော့ gym သွားကြမလို့ပဲနဲ့အိမ်မှာပဲလိုက်လို့ရမယ်တင်မားလေးချင်းကန်၄ခုကိုဒီဗီဒီယိုထဲမှာလုပ်ပြပေးသွားမှာဖြစ်ပါတယ်။ဒီလေးချင်းကန်တွေကိုအကြိမ်20 3ကြောစီပြုလုပ်ပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်မနဲ့တူစားလိုက်ရအောင်။ One more for us, there you go. Drink it up, all this love in a cup. Yeah, we go slow, we go fast. Yeah, we can't get enough. We stay all day, all night, living in paradise. Remember, you don't get it twice. The time of your life. This is the time of your life. Remember, you don't get it twice. The time of your life. Don't look at the past, no, we're not going that way. Oh, now make it last, make it last to the break of day. No matter what people say, live life in a fast lane. Double shot for the gifted. ဆိုတော့ဒီလေးချိန်ကန်တွေကိုအခုမှစားလုံးမဲ့ beginner တွေအတွက်ဆိုရင်တော့အချိန်ကြီးလျှော့ပြီးတော့ဖြည်းဖြည်းနဲ့မှန်မှန်လုပ်ပေးဖို့အတွက်အကြံပေးခြင်းပါတယ်။ဒါမှမဟုတ်ပဲနဲ့ကိုကဒီလေးချိန်ကန်နဲ့ပတ်သက်ပြီးအခြေခံရှိပြီးသားသူဆိုရင်တော့အချိန်20ကို3ကြော့စီကိုတစ်ပတ်ကို2ရက်ကနေ3ရက်အထိပြုလုပ်ပေးခြင်းအဖြစ်လုံးဝလှပတဲ့တင်မာလေးတွေပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။တင်မာလေးတွေလုံးဝဖို့အတွက်မှမဟုတ်ပါဘူး။ခန္ဓာကိုပြောင်းလဲပြီးတော့အစီကြားလှပခြင်းတဲ့သူတွေအတွက်ကိုယ့်ရဲ့တနေ့တာမှာဘာတွေစားရမယ်ဘယ်လိုလေးချိန်ကန်တွေလုပ်အောင်လဲဆိုတာကိုသိချင်နေဆိုရင်တော့ကျမတို့ရဲ့ Power Play app မှာ Saver Plan ဆိုတာရှိပါတယ်။သူကတော့တစ်လကိုမြန်မာကျပ်ငွေ3000ခွဲတဲ့ဒါကြားတင်မှာဖြစ်ပြီးတော့ကိုယ့်တနေ့တာဘာတွေစားရမယ်ကိုယ့်တနေ့တာဘယ်လိုလေးချိန်ကန်တွေလုပ်အောင်လဲဆိုတာကိုကိုယ့်ရဲ့ဖုန်းထဲကနေပြီးတော့အမြဲတမ်းသင်ကြားပြသပေးနေတဲ့ personal trainer တယောက်လို့ရှိနေပြီးမှလို့စိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုလေးရဲ့အောက်မှာ link လေးကိုချပေးထားပါတယ်ဒီ link လေးကိုဆက်သွယ်ပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်